မျိုးသမီးတဦးဟာသူမရဲ့ချစ်သူနဲ့အတူရှိဖို့အတွက်အဝတ်စားတွေလဲလှယ်ပြင်ဆင်ပြီးမှသူမရဲ့ချစ်သူကအိပ်ပျော်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီလိုမမျှော်လင့်ထားတဲ့အခြေအနေကြောင့်သူမဟာအလွန်ပဲစိတ်ပျက်သွားခဲ့ရပါတယ်။သူမဟာစိတ်ပြေလက်ပြောက်ဖြစ်အောင်အောက်ထပ်မှာရှိတဲ့တငယ်ချင်းတွေရဲ့ပါတီပွဲစီပြန်သွားပြီး Truth or Dare အမှန်အတိုင်းပြောမလားစိန်ခေါ်တာလုပ်မလားဂိမ်းကစားဖို့အကြံပေးခဲ့ပါတယ်။အစပိုင်းမှာတော့အားလုံးကပျော်ပျော်ပါးပါးကစားနေကြပေမဲ့ပလင်းဝါကရှက်တက်တဲ့အတန်းဖော်ယောက်ျားလေးတစ်ယောက်စီရောက်သွားတဲ့အခါမှာတော့အခြေအနေတွေကစတင်ပြောင်းလဲလာပါတယ်။အဲ့ဒီအတန်းဖော်က Truth အမှန်အတိုင်းပြောဖို့ကိုရွေးချယ်လိုက်တဲ့အတွက်အဖွဲ့တွေကလူတွေကသူ့ကိုစောင့်နှောက်ဖို့ကြံစီကြပါတယ်။အဲ့ဒီအမျိုးသမီးကသူ့ဘေးမှာဝင်ထိုင်ပြီးသတင်းစာစက္ကူတစ်ပိုင်းကိုဖျဲလိုက်ကဒါဟာရေးစားရစေတဲ့မော်စွမ်းရှိတဲ့ပစ္စည်းလို့ဟန်ဆောင်ပြီးဒီအခန်းထဲမှာရှိတဲ့မိန်းကလေးတွေတဲကဘသူ့ကိုအိမ်ခေါ်သွားခြင်းဆုံးလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအတန်းဖော်ကဘာမှတွန့်ဆုတ်မနေပဲအဲ့ဒီစက္ကူစာလေးကိုကျောင်းရဲ့အလှပကြီး School Beauty စီကန်းပေးလိုက်ပါတယ်။ဒီလုပ်ရဲ့ကြောင့်အားလုံးအံ့အားသင့်သွားကြသလိုကျောင်းလှပကြီးရဲ့ချစ်သူကလည်းအလွန်ဒေါသထွက်သွားပါတယ်။သူကဘာစကားမှမပြောပဲအဲ့ဒီအတန်းဖော်ကိုလူအများရှေ့မှာတင်ထိုးကျိတ်ပစ်လိုက်ပါတယ်။အဲ့ဒီဖြစ်ရပြီးနောက်မှာတော့အဲ့ဒီအတန်းဖော်ကပျောက်ကွယ်သွားခဲ့ပြီးဘသူမှထပ်မတွေ့ကြတော့ပါဘူး။လအနည်းငယ်အကြာမှာတော့အဲ့ဒီဂိမ်းထဲမှာပါဝင်ခဲ့တဲ့တငယ်ချင်းအချို့စီကိုအဲ့ဒီအတန်းဖော်စီကမွေးနေ့ဖိတ်စာတွေအသီးသီးရောက်လာပါတယ်။သူ့မိသားစုကလုပ်ငန်းကြီးတဲ့သူတွေလို့ကြားထားတာကြောင့်သူတို့အားလုံးပွဲတက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီခရီးစဉ်ဟာသူတို့ရဲ့အသက်တွေကိုပေးဆက်ရတော့မယ်ဆိုတာကိုတော့သူတို့လုံးဝမသိခဲ့ကြပါဘူး။